မော်တော်ဆိုင်ကယ်တစ်စီးကအရှိန်ပြင်းပြင်းမောင်းနေရင်စက်မသေးသွားပဲဂီယာတွေကိုဘယ်လိုအဆင်ပြေပြေချောချောမွေ့မွေ့ပြောင်းလဲပေးနိုင်တာလဲဆိုတာကိုသင်ရောတွေ့ဖို့ပါသလားဒီနေ့မှာတော့ clutch ရဲ့အလုပ်လုပ်ပုံကိုအရှင်းလင်းဆုံးနဲ့အလွယ်ကူဆုံးနည်းလမ်းနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီ clutch ဆိုတာက engine နဲ့ transmission ကြားမှာတဆင်ထားတာဖြစ်ပြီးသူ့ရဲ့အဓိကအလုပ်ကတော့ဂီယာတွေကိုချောချောမွေ့မွေ့ပြောင်းလဲနိုင်ဖို့အတွက်စက်ရဲ့ power ကိုခေတ္တခဏဖြတ်တောက်ပေးရတာပဲဖြစ်ပါတယ်သူမှာအဓိကအစိပ်ပိုင်းနှစ်ခုရှိပါတယ်တစ်ခုက engine နဲ့အတူလဲပတ်နေပြီးနောက်တစ်ခုကတော့ transmission နဲ့အတူလဲပတ်နေရပါဒါပေမဲ့အဲ့ဒီနှစ်ခုကလဲပတ်နှုံမတူညီကြတဲ့အတွက်တိုက်ရိုက်သွားပြီးချိတ်ဆက်လို့တော့မရပါဘူးဒါကို engineer တွေက friction plates တွေနဲ့ metal plates တွေကိုအသုံးပြုပြီးဖြည့်ရှင်ခဲ့ကြပါတယ်အဲ့ဒီပြားတွေကိုတစ်ခုနဲ့တစ်ခုဖိကတ်လိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ပွတ်တိုင်မှု friction ကြောင့်နှစ်ဖက်စလုံးကတပြိုင်နက်တည်းလဲပတ်သွားပြီး power ကိုပေးပို့နိုင်တာဖြစ်ပါတယ်အဲ့ဒီဖိအားကိုပြန်လျှော့လိုက်တာနဲ့ချိတ်ဆက်မှုကချက်ချင်းပြတ်တောက်သွားမှာပါအဲ့ဒီဖိအားကိုထိန်းချုပ်ဖို့ကတော့တင်လက်ထဲမှာရှိတဲ့ clutch lever ရဲ့အလုပ်ပဲဖြစ်ပါတယ် lever ကိုဆွဲလိုက်တဲ့အခါမှာ gun mechanism ကနေတဆင့် input shaft ထဲမှာရှိတဲ့ rod တစ်ခုကိုတွန်းထုတ်လိုက်ပါတယ်အဲ့ဒီ rod က pressure plate ကိုအပြင်ဘက်ကိုတွန်းထုတ်ပေးလိုက်တာပါအဲ့ဒီလိုအနေငယ်လေးရွေ့လျားသွားတာနဲ့တင် friction plates တွေကိုလွတ်ဖတ်သွားစေပြီး power ကိုချက်ချင်းဖြတ်တောက်ပေးဖို့လုံလောက်သွားပါပြီဒီလိုတိကျလွန်းတဲ့စက်မှုဒီဇိုင်းကြောင့်ပဲမော်တော်ဆိုင်ကယ်တွေကအရှိန်ပြင်းပြင်းမှာစက်မရက်သွားပဲဂီယာတွေကိုအဆင်ပြေပြေပြောင်းလဲနိုင်တာဖြစ်ပြီးမောင်းနှင်သူတွေအတွက်လည်းအပြည့်အဝထိန်းချုပ်နိုင်စွမ်းကိုရရှိစေတာဖြစ်ပါတယ်